ရှိတဲ့ကမြန်မာပြည်မှာဒါနတန်တရားရှိတယ်ဆိုပြီးတော့ဟောခဲ့ပြောခဲ့တာတွေကြားခဲ့တယ်လို့နောက်ပိုင်းတော့ထိုခေတ်ကဓမ္မဂတိကဆရာတော်ဘုရားကြီးတွေကရှင်းလင်းပြီးတော့ဟောကြားတယ်တန်တရားရှိတာဒါနကြောင့်မဟုတ်ဘူးတဏှာလောဘကြောင့်တန်တရားရှိတယ်ဒါနကောင်းမှုကြောင့်တန်တရားရှိတယ်မရှိဘူးတဲ့တန်တရားရှိနေတာမိမိရဲ့ဆန္ဒကြောင့်ဖြစ်နေတာဒါနကောင်းမှုကတော့အခြေအနေတစ်ခုဖန်တီးပေးကောင်းမြတ်တဲ့အခြေအနေတစ်ခုကိုဒါနကဖန်တီးပေးတယ်ဘယ်လိုဖန်တီးပေးတော့ဆိုဒါနကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ကိုတရားဓမ္မနာယူခွင့်ရတဲ့ဘဝမျိုးအသိဉာဏ်ရှိတဲ့ဘဝမျိုးဥဆောင်ပေးတယ်ဒါနကောင်းမှုအခြေခံပေါ်မူတည်ပြီးတော့ကုသကံကောင်းကြတဲ့ပုဂ္ဂိုလ်တွေဘုရားပွင့်တဲ့အချိန်ခါနဲ့ကိုင်းညီပြီးတော့မြတ်စွာဘုရားနဲ့တွေ့ဆုံမှုရအောင်လဲဒါနကုသိုလ်ကဖန်တီးပြီးတော့ပေးလိုက်တယ်အလုံးဝေးကွာတဲ့နေရာဒေသမျိုးမှာလူဖြစ်အောင်တော့ဒါနကောင်းမှုရှိခဲ့တဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားကိုဖူးတွေ့ဖို့အခွင့်အရေးလေးဒီဒါနကုသိုလ်ကဖန်တီးပေးတယ်ကောင်းမှုဆိုတာအရှင်းရှင်းပဲဒါနကုသိုလ်ကဘဝမှာကောင်းမြတ်တဲ့ဘဝကိုဖန်တီးပေးပြီးတော့ပြည့်ပြည့်စုံစုံချမ်းသာဒုက္ခရတဲ့ဘဝမျိုးကိုဖန်တီးပေးအဲ့ဒီဖန်တီးမှုကိုအကြောင်းပြုပြီးတော့အခြေအနေကောင်းတွေနဲ့ကြုံတဲ့အခါမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မကိုနာရလို့အသိဉာဏ်တွေရပြီးတော့နောက်ဆုံးမှာတမက်တဖို့ရတာနိဗ္ဗာန်လမ်းကြောင်းနဲ့ရောက်ရှိသွားကြတာပေါ့ဝိသခာတို့အနာရဘေတို့ပဲကြည့်ပေါ့ဒါနကောင်းမှုတနေ့လောက်သွားတဲ့ပုဂ္ဂိုလ်တွေထိုဒါနကောင်းမှုရဲ့စွမ်းဆောင်မှုကြောင့်မြတ်စွာဘုရားနဲ့တွေ့ကြဘုရားနဲ့တွေ့လို့ဒါနကောင်းမှုတွေဆက်ပြီးတော့ပြုကြမြတ်စွာဘုရားကတရားဓမ္မတွေနာကြရအဲ့လိုနာကြရလို့အချင်းကြီးကောင်းတွေဖန်တီးပြီးတော့အချင်းကြီးကောင်းတွေပေါ်မှာမူတည်ပြီးတော့တရားဓမ္မသိရှိခွင့်ရသွားကြတယ်လို့ဒါကြောင့်မို့ဒါနကောင်းမှုဆိုတာအမြဲတမ်းအရေးကြီးတဲ့ကုသိုလ်တစ်ခုဖြစ်မှတ်သားကြရအောင်ပါရမီ7ပါးနဲ့မှာဒါနပါရမီဟာအဦးဆုံးဖြည့်ကြဒါနံဝအာထိန်ကတ္တမတံမောဒိသလဗန္တိတေဘုရားလောင်းတော်ကဒါနပါရမီကစတင်ပြီးတော့ဖြည့်ခြင်းရတာတဲ့ဖြည့်ခြင်းပြီးမှနောက်ဆုံးမှာဒီဒါနဲ့စွမ်းအားတွေစုပုံပြီးတော့ပေးလိုက်တဲ့အတွက်ကြောင့်တပိဋကဉာဏ်တော်ကြီးကိုရသည့်အထိအောင်အကျိုးပြုသွားတယ်လို့ဒါနကောင်းမှုရဲ့အကျိုးဒီထိအောင်ရောက်နိုင်နော်ကိုယ့်ရဲ့ဆန္ဒဥဒိချက်တွေနဲ့အဆုံးဖြတ်ပေးတော့ပြုဖို့ပြုနည်းမှန်ကန်မှုနဲ့နှလုံးသွင်းမှန်ကန်မှုဒါအရေးကြီးဆုံးပေါ့ပြုဖို့ပြုနည်းမမှန်ဘူးနှလုံးသွင်းမမှန်ဘူးဆိုရင်ဒါနရဲ့အကျိုးကလည်းပဲအမျိုးမျိုးဖြစ်ခြင်းဖြစ်မှာပေါ့သို့တော့မှန်ကန်တဲ့ရှိရွယ်ချက်နဲ့ဒါနကောင်းမှုကိုလုပ်ပြီးဆိုရင်ကိုယ့်ရည်ရွယ်ချက်အတိုင်းဒီဒါနကပို့ဆောင်ပေးရဖြစ်တယ်ဘုရားလောင်းတော်တွေဟာပါရမီစဖြည့်တဲ့ဘဝကစပြီးနောက်ဆုံးဘဝရောက်တည်ထိုင်အောင်ဒါနစွမ်းကုန်ဖြစ်ခြင်းပြီးတော့သွားကြတယ်ပေါ့ဝေသန္တရာမင်းကြီးရဲ့ဇတ်တော်ကိုဖတ်ရှုကြည့်ကြမယ်ဆိုလို့ရှိရင်ဒီသဘောတွေဟာအမှန်တမ်းထင်ရှားနောက်ဆုံးမှာဝိသန္တရာမင်းဘဝပြန်လည်မွေးဖွားလာတဲ့အခါမွေးချင်းနှုတ်ကနေထွက်ပြီးတော့မိခင်ကိုလက်ဖြတ်ပြီးတော့တောင်းတယ်ဘာလှူเสียရှိတယ်လှူเสียလိုချင်တယ်ဘုရားလောင်းတော်ဟာမွေးဖွားပြီးစကားပြောတာဘာလူเสียရှိတယ်လို့ဆိုပြီးတော့ဒီလိုစကားပြောခဲ့ဒါဝိတ္တတရာမင်းတော်ဘဝတရာဖြစ်တဲ့ဘဝတုန်းကတော့
လက်ထဲမှာစုပ်ကင်လာတဲ့ဆေးတောင်ကလေးပါလာမိခင်ရဲ့ဝမ်းကနေမွေးဖွားလာတဲ့အခါကျတော့လက်ကလေးဖြန့်ပြီးတော့မိခင်ကိုအဲ့ဒီဆေးတောင်ကလေးပေးတယ်အမှန်တမ်းအစွမ်းထက်တဲ့ဆေးဖြစ်တော့ကြောင့်မဟောတတမဟာဩဒရအစွမ်းတတိရှိတဲ့ဆေးတောင်ကလေးကင်ပြီးတော့မွေးလာလို့မောဒရဆိုတဲ့နာမည်နဲ့အမည်ပေးခဲ့အဲ့ဒီဘဝတုန်းကလည်းမွေးမွေးချင်းစကားပြောခဲ့တယ်နော်နောက်ဆုံးဘဝတိတ္တရမင်းသားဘဝရောက်တဲ့အခါမှာလည်းပဲဘေရောဝမ်းကနေမွေးဖွားလာပြီးတဲ့နောက်ခုနှစ်ဘဝလှမ်းပြီးတော့ရဲရဲပြတ်သားတဲ့စကားသုံးခုကိုညွှန်ကြားခဲ့တယ်အကောဟမသမိလောကတစိတ္ထောဟမသမိလောကတတိထောဟမသမိလောကတအယမန္တိမာဇာတိနတ္ထိတာနိပုဏ္ဏဘောလို့ဒီစကားကိုမွေးဖွားပြီးလဲမွေးဖွားပြီးချင်းခုနှစ်ဘဝလှမ်းပြီးတော့ပြချခဲ့တာဒါကြောင့်မလို့ဘုရားလောင်းရဲ့ဘဝမှာမွေးပြီးချင်းစကားပြောတာသုံးဘဝရှိတယ်လို့ပြောဆိုအဲ့ဒါလို့ထူးခြားမှုတွေအဓိကဒါနကုသိုလ်အဓိကထားပြီးတော့ဒါနကိုအကြောင်းပြုပြီးသီလဆောက်တည်တယ်ထိုသီလလုံခြုံမှုအတွက်လူဘဝကိုဆွန့်လွတ်ပြီးတော့တရားရှာတန်ခြင်းဆိုတဲ့နိက္ခမပါရမီကိုဖြည့်ကျင့်တယ်အသိပညာတွေစိတ်မှုအထုတ်တယ်အရာရာမှာအမှားမှန်ကိုသိနိုင်တဲ့ပညာတွေကြီးထွားလာဖို့အတွက်စိတ်မှုအထုတ်တယ်စိတ်မှုအထုတ်တဲ့အခါပြင်းနေလို့မရဘူးကြိုးကြိုးစားစားအထုတ်ဖို့လိုအပ်တယ်ဒါကြောင့်ဝီရိယပါရမီပညာပါရမီဝီရိယပါရမီအဲ့ဒါလိုကြိုးစားအထုတ်တဲ့အခါမှာသိခံမှုကအရေးကြီးတယ်ခန္တီပါရမီဖြစ်အခိုင်အမာကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာယတ္တိကိုအရေးကြီးလို့အဋ္ဌာဏပါဠိလောကမှာမမှန်မကန်မှုတွေကများသည့်အတွက်ကြောင့်မှန်ကန်တဲ့စကားကိုသာရဲဝံ့တာဆိုလို့သစ္စာပါဠိနောက်ဆုံးမှကြတော့တရားတွေအလုံးပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်ခိုင်မာထားဖို့အတွက်မေတ္တာပါဠိမေတ္တာထားတဲ့တ attva တွေအပေါ်ကတစုံတစ်ခုပြန်လီရလို့မှုဆိုတဲ့ညှို့လင်းချက်မထားဘူးမိမိအကျိုးပြုထားတဲ့တ attva တွေစီကပြန်လီရလို့မှုဆိုတာကိုလက်တွေ့ရှုနိုင်လို့ဥပေက္ခပါရမီလို့ဒီလိုမွန်မြတ်တဲ့စိတ်နဲ့ဘုရားလောင်းတော့ပါရမီတွေကိုဖြည့်ခဲ့ဘဝတိုင်းတို့ဘဝတိုင်းမှာလို့ပဲဒီပါရမီတွေဖြည့်တဲ့ထဲမှာနိက္ခမပါရမီဆိုတာဘဝတိုင်းဖြည့်တာမဟုတ်ဘူးဒါနပါရမီကြတော့ဘဝတိုင်းလောက်နေနေမြတ်စွာဘုရားလောင်းဖြည့်ဟုတ်ဒါကြောင့်မို့ဒါနပါရမီဟာအခြေပြုတဲ့နေရာမှာတရားတွေရဲ့အကျိုးကိုလက်တွေ့အသုံးချတဲ့နေရာဒါနပါရမီဟာအရေးကြီးတယ်လို့ဒီလိုပြောဆိုဒါနဆိုတာကိုယ့်အတွက်မှမဟုတ်တော့ပေးတယ်ဆိုတဲ့ကဘယ်သူရလက်ခံတယ်လို့ရကိုယ်ကရတာမဟုတ်ဘူးအဲ့တော့တစ်ဖက်သားရဲ့အကျိုးကိုလက်တွေ့ပြတယ်ဆိုတာဒါနကိုယ်ကလှူလိုက်တာပေးလိုက်တယ်ကမ်းလိုက်တယ်တစ်ဖက်သားမှချက်ချင်းထိုပေးကမ်းလှူဒန်းလို့ရသွားတဲ့ပစ္စည်းအသုံးပြုနိုင်ဝင်ရဒါကြောင့်ဒါနတစ်ဖက်သားရဲ့အကျိုးဖြစ်စေတာအခြေခံအားဖြင့်ပါရမီ7ပါးထဲမှာအရေးကြီးတယ်လို့ဒီလိုပြောရတယ်ဖြစ်ဒါနကိုအခြေခံပြီးတော့မှကျန်တဲ့ပါရမီတွေလေ့ကျင့်ပြီးတော့ယူတာအဲ့လိုလေ့ကျင့်ယူလို့နောက်ဆုံးမှာဥပေက္ခပါရမီဆိုတာဒါလည်းအမှန်တမ်းအရေးပါဘ
ဘာဖြစ်လို့လောကလူသားတွေကကိုယ်တစ်ခုလှုပ်ထားလို့ရှိရင်ပြန်လီမျောလင်းချက်တွေထားတတ်တယ်မျောလင်းချက်ဆိုတာဒီကုသိုလ်ကောင်းမှုကြောင့်နိဗ္ဗာန်ရပါလို့ဤဆိုတဲ့မျောလင်းချက်ကိုပြောတာမဟုတ်ဘူးကိုယ်ကလုတ်ကင်ဆောင်ရွက်ပြီးတဲ့လုပ်ငန်းအပေါ်မှာအနည်းဆုံးတော့ခုံတရင်ရခြင်းနဲ့ခြေစူးတင်ခံခြင်းနဲ့ဆိုတာမျိုးတွေရှိတတ်ဘုရားလောင်းနေကြတော့အဲ့ဒီခြေစူးတင်ခံခြင်းနဲ့ဆိုတာကိုညှော်လင့်တာမဟုတ်ဘူးလုပ်ပြီးသိလို့လုပ်ပြီးတယ်လို့ဆိုတဲ့အမြင်ပဲရှိတယ်ပေါ့ကိုကလုပ်ပြီးလိုက်လို့တစုံတစ်ခုကြီးပွားသွားရင်အဲ့ဒီပုဂ္ဂိုလ်စီကညှော်လင့်ချက်တစုံတစ်ခုမှမထားဘူးသို့တော့လောကလူသားတွေကတော့တခုလုပ်ပြီးပြီးခြေစူးတင်ခံခြင်းတဲ့သဘောလေးတွေကရှိနေတတ်သေးတယ်ပေါ့ဥပိ္ပခမထားနိုင်ဘူးလို့ပြောတာနော်ဥပိ္ပခထားတာကြတော့တယောက်နဲ့တယောက်မတဲ့လို့မခေါ်မပြောနေတဲ့ဥပိ္ပခမျိုးတွေပဲဖြစ်တယ်ဒါကမွန်မြတ်တာမဟုတ်ဘူးအဲ့တော့မွန်မြတ်တဲ့ဥပိ္ပခဆိုကိုလုပ်တဲ့လုပ်ငန်းတစ်ခုပေါ်မှာငါလုပ်ပေးထားတာပဲဆိုတဲ့အတွေးလည်းမရှိဘူးငါ့ကိုကျေးဇူးတင်ရမှာပဲဆိုတဲ့အတွေးလည်းမရှိဘူးကိုလုပ်ပေးတယ်လို့လုပ်ပေးလိုက်တယ်ဘာကိုမှမမျှော်လင့်တာဥပိ္ပခရှင်းချက်တဲ့စိတ်ဓာတ်လို့ခေါ်အဲ့ဒီတရားပါရမီ7ပါးမှာထပ်ပြီးတော့ချုပ်ထားတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်မေတ္တာစွမ်းအားနဲ့တတ္တဝါအကျိုးကိုဆောင်ပြီးတတ္တဝါရဲ့အကျိုးကိုဆောင်ရွက်တော်မူတယ်ဥပိ္ပခရဲ့စွမ်းအားနဲ့တတ္တဝါတွေထံကတစုံတစ်ခုမှမျှော်လင့်ချက်မရှိမထားဘူးတဲ့အကုန်လုံးပြီးဒီလိုဆိုတာပေါ့နော်အလုံးတန့်စင်မွန်မြတ်တဲ့စိတ်ဓာတ်တွေဒီလိုထားနိုင်တယ်ပေါ့အဲ့တော့ဝိတ္တရာမင်းကြီးကနောက်ဆုံးဘဝရောက်အဲ့ဒီနောက်ဆုံးဘဝရောက်နေတဲ့အချိန်မှာဒါနကောင်းမှုအာရတင်းတိမ်တယ်လို့မရှိဘူးဒါနကောင်းမှုပြုဒါနရဲမှာအင်တမထူးခြားတဲ့စွန့်ရင်းကြီး၅ပါးလို့ဆိုဒါနမျိုးအဲ့ဒီဘဝပြည့်ပြည့်စုံစုံလို့လွတ်သွားတဲ့သဘောပေါ့နော်နောက်ဆုံးမှာလွတ်သွားတာဟာအသက်ဆုံးပြီးတော့လွတ်တဲ့သဘောမျိုးပဲဥစ္စာအသက်ခြေလက်အင်္ဂါမေတ္တာကြီးမားတမိသားနဲ့တထာဇနီးတို့ဒါနထဲမှာထူးခြားတဲ့စွန့်လွတ်မှုအနစ်နာခံမှုတစ်ဖက်သားကတောင်းဆိုလာပြီဆိုလို့ရှိရင်ပစ္စည်းဥစ္စာကိုလည်းလှူနိုင်တယ်ခြေလက်အင်္ဂါတွေကိုလည်းလှူနိုင်တယ်နောက်ဆုံးမှာကိုယ်အသက်ကိုပဲစွန့်လွတ်နိုင်တယ်ဒါကမိမိအတွင်းနဲ့ပတ်သက်နေတဲ့ပစ္စည်းတပတ်မေတ္တာကြီးမားပမိသားဆိုအိမ်မှာပြောင်းမကောင်းတဲ့ကလေးကိုလှူပြစ်တာမဟုတ်ဘူးအမှန်တန်လိမ်မာတဲ့သားတွေသမီးတွေကိုလည်းပဲတောင်းတဲ့လူကရှိလှူနိုင်တယ်တထာဇနီးအမှန်တန်မှချစ်လာပါတယ်ဆိုတဲ့ဇနီးကိုလည်းလှူတယ်အဲ့ဒီနေရာနဲ့ပတ်သက်လာတဲ့အခါမှာယနေ့ခေတ်ဘာသာကြားတွေတို့ဘာသာတရားနဲ့ဝေးနေတဲ့ပုဂ္ဂိုလ်တွေတို့တမျိုးအတွေးပေါက်ကြပစ္စည်းဥစ္စာလှူတယ်ကိုယ်လည်းအင်္ဂါလှူတယ်ကိုယ့်ရဲ့သွေးသားအသွေးကိုလှူတယ်အသက်ကိုလှူတယ်ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးစောရကတက်ဆရာမရှိဘူးတန်သမီးလှူတာတို့ဇနီးကိုလှူတာတို့ဆိုတာတွေနဲ့ပတ်သက်လာတဲ့အခါကျတချို့ပုဂ္ဂိုလ်တွေကဘယ်လိုမြင်လာကြဘယ်လိုမြင်လာသလဲလို့ဆို
ရက်ဆက်တဲ့လူတယောက်ဒီလိုမြင်လာပေါ့နော်ကိုသားလေးကိုလူပြစ်တယ်အမှန်ကတော့တာသမီတို့စနီးတို့ဆိုတာရှေးခေတ်လူတွေရဲ့ tradition လို့ခေါ်တယ်ယုံကြည်မှုအရာအလုံးမိဘရဲ့ပစ္စည်းပဲသို့တော့လှူတယ်ဆိုတဲ့နေရာမှာတာသမီပေါ်မှာသေစေလူတဲ့စိတ်နဲ့ဆင်းရဲဒုက္ခရောက်စေလိုတဲ့စိတ်နဲ့လှူတာမဟုတ်ဘူးလာတောင်းလာတဲ့ပုဂ္ဂိုလ်ရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့လှူတာအဲ့ဒီအနေနဲ့လှူတာမင်္ဂလာဖရာဆိုလို့ရှိရင်မင်္ဂလာဖရာအလောင်းဟာဒီလိုဝိသန္တရမင်းဘဝမျိုးမှာဘလူကလူရောင်ဆောင်ပြီးတော့တားတော်လေးကိုလာပြီးတော့အလှခံတယ်အလှခံတဲ့အခါဖရာလောင်းဆိုတာသူ့နှလုံးသားကိုတောင်းရင်လည်းထုတ်ပေးမှာပဲသူ့မျက်လုံးတောင်းရင်လည်းထုတ်ပေးမှာပဲတားတော်လေးကိုတောင်းတဲ့အခါကျတားတော်လေးတွေကလည်းလိမ်ပါတယ်ပေါ့ဘာမှမျက်နှာပြတ်တာမရှိဘူးအဲ့ဒီမှာဘလူးကလူရောင်ဆောင်ပြီးတော့တားတော်လေးလှူခံတော့ဘုရားလောင်းကလှူလိုက်တယ်အဲ့လိုလှူလိုက်တဲ့အချိန်မှာဘုရားလောင်းရဲ့ရှေ့မှာပဲဘလူးကအဲ့ဒီသားလေးကိုစားပစ်တယ်သွေးရဲတန်ရဲနဲ့စားပစ်တယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်စိတ်ဓာတ်ကြံ့ခိုင်ဖို့အမှန်တမ်းခဲရင်တော့နော်တော့မင်္ဂလာဘုရားအလောင်းရဲ့စိတ်ဓာတ်အဲ့ဒီအချိန်မှာအလွန်ကြံ့ခိုင်နေဆိုတော့ဒီသားလေးကိုမတနာတာမဟုတ်ဘူးသူ့ရဲ့အတွေးကငါလူလိုက်တဲ့ဌာနအလွန်အောင်မြင်ပြီအဲ့ဒီအချိန်မှာစားဖြစ်တယ်ငါသားဆိုတဲ့အတွေးမရှိသူပစ္စည်းဆိုတဲ့အတိတ်ပဲရှိလှူလိုက်တဲ့ပုံမှာအမတန်မှပြတ်တယ်အဲ့တော့ဒီနေရာမှာဝိတန္တရာမင်းကြီးတောင်မှပဲတောင်းတော်သမီးတော်တွေလှူပြီးတော့သုဒကပုံနာကြီးကကျိုးနဲ့တုပ်ပြီးကျိုးနဲ့ချီနှောင်ပြီးတော့ရိုက်တာနှစ်တာမြင်တဲ့အခါကျတော့စိတ်ကိုအမြဲတမ်းမနေထိန်းချုပ်ပြီးတော့ထားရတယ်အားသုံးပြီးတော့ဒီကလေးတွေကိုပြန်ခေါ်ဖို့လို့ဆိုတဲ့စိတ်ကဖြစ်လာဘူးတဲ့ပြောမယ်ဆိုရင်မင်္ဂလာဘုရားအလောင်းကတော့စိတ်ပြတ်တယ်လို့ဒီလိုပြောကောရမဘုရားအလောင်းကအဲ့ဒီအချိန်ကလေးတွေပေါ်မှာတနာတဲ့ကရုဏာစိတ်ကအမြဲတမ်းကြီးမားလာတဲ့အခါကလေးတွေရဲ့ဒုက္ခကိုမရှိနိုင်လို့ဒုက္ခကိုကယ်တင်နေလိုချင်တဲ့သဘောပဲလှူထားပြီးသားပစ္စည်းကိုပြန်ရုပ်သိမ်းခြင်းတဲ့သဘောမဟုတ်ဘူးဒီလိုနားလဲရစနီးကိုလှူတာကြတော့အိန္ဒိယနိုင်ငံရဲ့ထုံးတမ်းစင်လာအရာငယ်ရစဉ်ကာလကထင်းညံလက်ထပ်ထားတဲ့ကိုယ့်ရဲ့စနီးတဲ့အရှင်ယောက်ျားရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတော်မျိုးဖြစ်လာဒါသူတို့ရဲ့ tradition အဲ့ဒါလို့ရှိအဲ့ဒါကြောင့်မို့လို့စနီးတဲ့တယောက်အနေနဲ့ကတော့အရှင်ယောက်ျားကသူ့ကိုရောင်းစားပေးပြဘာလို့ကိုပိုင်တဲ့ပစ္စည်းတစ်ခုကိုအသုံးပြုတယ်ဆိုတဲ့အနေအထားလောက်ပဲစိတ်ထဲမှာထားကြတယ်ဝိတန္တရမေကြီးနဲ့မတိဒေဝီတို့ကြတော့အင်ဓမ္မမြင့်မြတ်တဲ့စိတ်ဓာတ်တွေရှိနေသည့်အတွက်ကြောင့်ဒီအတွက်မှလည်းသူတို့မှအခက်အခဲမရှိဘူးဒါကြောင့်ဘုရားအလောင်းတွေရဲ့အတွေ့ကိုဘုရားဖြစ်ဖို့တခြားပုဂ္ဂိုလ်တွေကိုဆင်းရဲဒုက္ခရောက်အောင်လုပ်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာမဟုတ်ဘူးတကယ်ကတော့
ဝိုင်းဝန်းပြီးတော့ပါရမီဖြည့်ပဲဆိုဝိုင်းပြီးတော့ပါရမီဖြည့်တဲ့သဘောပျော်ပျော်ပါးပါးကြီးသူတို့လုပ်ကြတယ်သားတော်လေးတွေတပည့်တော်လေးတွေဝိတ္တန္တရာမင်းကလှူတော့ကသားတော်လေးတွေတပည့်တော်လေးတွေကလည်းနိဗ္ဗာန်ခရီးကိုရှောင်လန်းတဲ့အခါမှာသူတို့ဟာယဉ်တစ်ဖွဲ့ဖြစ်ပါတယ်သူတို့ကိုယဉ်လို့အသုံးချပြီးတော့လွတ်တဲ့စုတွေပြေးဖို့ရအတွက်သူတို့ကိုလှူတာကိုခြေခြေနက်နက်ကြီးလက်ခံကြတယ်ပေါ့ဒီလိုဆိုလို့တော့ပေါ့နော်အဲ့ဒါကြောင့်မလို့ရက်ဆက်တဲ့နှလုံးသားနဲ့ပြေးလူခြင်းမျိုးမဟုတ်ဘူးခဏခေတ်အမြင်နဲ့ကြည့်ရင်တော့တာမန်ပုဂ္ဂိုလ်တွေဟာဒီအဖြေကိုတွေးနိုင်မှာမဟုတ်ဘူးပေါ့ဘုရားလောင်းတော်တွေဟာမှန်ကန်တဲ့စိတ်ဓာတ်နဲ့အခုလိုဆောင်ရွက်လုပ်ကင်သွားကြတယ်ဒါနဆိုတဲ့သဘောဟာလောကလူသားတွေဒါနကောင်းမှုမိမိပိုင်တဲ့ပစ္စည်းတစ်ခုကိုပေးခြင်းကမ်းခြင်းစွန့်ကြဲခြင်းဆိုတဲ့ဒါနကောင်းမှုအဓိကအားဖြင့်လောဘကိုဖယ်ရှားသုတ်သင်ခြင်းပဲဖြစ်တယ်ပေါ့တရားတွေဟာမွေးလာတဲ့အချိန်ကနေစပြီးတော့ငါအတွက်သာလို့ဆိုတဲ့ selfish တော့ကိုကြွေးရှာတဲ့စိတ်ဓာတ်လူသားတွေမှာလည်းအပြည့်ရှိတိရစ္ဆာန်တွေမှာလည်းအပြည့်ရှိတရားတိုင်းမှာဒါအပြည့်ရှိကိုယ့်အတွက်သာလို့စဉ်းစားတတ်တဲ့အတွေးတစ်ခုမကျဲပြတ်ဘူးမွန်မြတ်တဲ့အတွေးလည်းမဟုတ်ဘူးတော့မွန်မြတ်တဲ့အတွေးဆိုကိုယ့်အတွက်ကိုမစဉ်းစားဘူးအများအတွက်ဆိုတဲ့စိတ်ဓာတ်မျိုးကိုထားလာနိုင်အဲ့လိုအများအတွက်ဆိုတဲ့စိတ်ဓာတ်ထားလာပြီဆိုရင်ကိုကျိုးကိုဆုံးလွတ်ပြီးတော့အနစ်နာခံရကြဘုရားလောင်းတွေရဲ့စိတ်ဓာတ်ကိုကျိုးကိုဆုံးလွတ်ပြီးတော့အနစ်နာခံလာအဲ့ဒါအလွန်မွန်မြတ်တဲ့စိတ်ဘာနဲ့ထုံမွမ်းထားတဲ့စိတ်လဲလို့ဆိုရင်အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာဆိုတဲ့တရားပဲအမုန်းကင်းစင်တဲ့အာရောဂအဲ့ဒီမေတ္တာတရားနှောမိုးနေတဲ့ပုဂ္ဂိုလ်တွေဟာအများရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုတဲ့ဒီမြင့်မြတ်တဲ့စိတ်နှလုံးရှိတဲ့ပုဂ္ဂိုလ်မျိုးတွေဟာဒါမျိုးတွေကိုလုပ်ကြတယ်ပေါ့နော်ဒါနကောင်းမှုကိုလုပ်ကြအဲ့ဒါလို့ဒါနကောင်းမှုလုပ်ရင်းကနေပြီးတရားတွေရဲ့အကျိုးကိုလိုလားတဲ့စိတ်ဓာတ်မှာကိုယ်ဆောင်ရဲ့လောက်ကင်နေတဲ့တရားတဝုတ္တရဆင်းရဲဒုက္ခရောက်နေပြီဆိုရင်မကြည့်နိုင်မရှုနိုင်အဲ့ဒီတရားအပေါ်မှာကျင်နာမှုဆိုတာတွေပေးပြီးတော့ဆင်းရဲဒုက္ခကလွတ်စေခြင်းတဲ့သဘောကရုဏာကိုမြောင်မန်းတဲ့အတိုင်းကြီးပွားတိုးတက်သွားရင်ဝမ်းသာနိုင်တဲ့မုဒိတာဆိုတာအဲ့ဒီမွန်မြတ်တဲ့နှလုံးသားပိုင်ရှင်တွေဟာဒီလိုဒါနကောင်းမှုတွေကိုလုပ်ကြတာလို့ဘယ်လိုဆိုလဲအဲ့တော့ဒါနကောင်းမှုမလုပ်နိုင်ရင်အကြောင်းက2မျိုးရှိတယ်လို့မြတ်စွာဘုရားဟောတာမစ္စေရာစပမာဒာစဧဝံဒါနနာတိယတိမစ္စေရာဆိုငါသာခံစားမယ်ငါသာသုံးမယ်ဆိုတဲ့မစ္ဆရိယတရားကြောင့်နော်ပမာဒာကုသိုလ်ကောင်းမှုအပေါ်မှာမေ့လျော့နေခြင်းလို့ဆိုတဲ့ပမာဒတရားကြောင့်နော်ဧဝံဤအကြောင်း2မျိုးကြောင့်ဒါနနာတိယတိမလူပြည့်ကြဘူးတဲ့လောကမှာဒါနကောင်းမှုမလုပ်ဖြစ်တာအကြီးကတော့ဒီအကြောင်းတစ်ခုပဲငါသာခံစားမယ်ငါသာသုံးမယ်ငါအတွက်သာလို့ဆိုတဲ့စဉ်းစားတဲ့မစ္စရိယတရားဟာဒါနမလုပ်ဖြစ်ခြင်းဒါနရဲ့အစုအပိတ်တစ်ခုဖြစ်တယ်နော်ဘုရားလောင်းနေကြတော့ငါသာဆိုတဲ့အတွေးမရှိဘူးအများအကျိုးလုပ်မယ်ဆိုတဲ့စိတ်ဓာတ်ရှိကိုယ်တည်းဆိုတာမစဉ်းစားဘူး
အများအတွက်ကိုအမြဲတမ်းစဉ်းစားအများအကျိုးညှော်ကိုးပြီးတော့လုပ်လို့ရှိအဲ့ဒီအများအတွက်စဉ်းစားတာကိုကမေတ္တာတရားလို့ခေါ်တယ်ပေါ့အဲ့ဒီမေတ္တာတရားနှောမိုးထားတဲ့ဘုရားလောင်းနေတဲ့တဏ္ဍမှာငါသာဆိုတဲ့မစ္စရိယတရားဟာနေရာယူမထားနိုင်ဘူးပေါ့မေတ္တာရဲ့စောင့်တတ်တဲ့မစ္စရိယတရားဟာကျော်ပါပြီးတော့ပေါ့ဘာဖြစ်လို့လဲဆိုတော့မစ္စရိယကအမုန်းနဲ့တွဲလာတာဟုတ်ဟောမှာမုန်းတီးခြင်းမကျေနပ်ခြင်းဆိုတဲ့ဒေါသရှိနေလို့ရှင်ဆိုတာတခုတည်းဟာတွဲတာမဟုတ်ဘူးမစ္စရိယကအမုန်းဒေါသနဲ့တွဲပြီးတော့ဖြစ်တာမုန်းတီးဖို့ဆိုတာဆက်တာဒါကြောင့်မို့အဘိဓမ္မာမှာမစ္စရိယဆိုတဲ့ဣဒ္ဓာတို့မစ္စရိယတို့ဒေါသဣဒ္ဓာမစ္စရိယကုက္ကုဆဆိုဒီတဘာဝတရားတွေဟာဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့တဘာဝတရားတွေဖြစ်တယ်ပေါ့ဒါကြောင့်မေတ္တာနှလုံးသားထားနိုင်ပြီဆိုလို့ရှိရင်ငါအတွက်တန်ဆိုတဲ့စဉ်းစားတဲ့မစ္စရိယတရားဟာလျော်နေသွားတာပဲကုသိုလ်ကောင်းမှုလုပ်ဖို့ရကာမဂုဏ်အာယုန်တွေတဲ့စိတ်ဝင်စားပြီးတော့ကုသိုလ်ကောင်းမှုစိတ်ဝင်စားဖို့ဆိုလို့ရှိရင်ဒါနကောင်းမှုမလုပ်ချင်ဘူးတဲ့။ဘုရားလောင်းနေကြတော့ဒါနကောင်းမှုလုပ်ဖို့အမြဲတမ်းစိတ်ထဲမှာရှိအများအကျိုးဘယ်လိုလုပ်ရပါမလဲလို့စဉ်းစားနေအဲ့လိုစဉ်းစားနေတာကဒီကိစ္စအတွက်မေ့လျော့နေတာမဟုတ်ဘူးတတိရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြနေတော့အဲ့ဒါကြောင့်မို့မစ္စရိယနဲ့ပမာဒကင်းစင်တဲ့ပုဂ္ဂိုလ်တွေဟာဒါနကောင်းမှုကိုအမျိုးမျိုးလုပ်ကြတယ်မိမိပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုသူတော်အားပေးကမ်းနိုင်တယ်ဆွံ့ကျဲနိုင်တယ်ဒါနဲ့အားမရတဲ့အခါကျမိမိခန္ဓာကိုယ်ကသွေးကိုထုတ်ပြီးတော့လိုအပ်နေတဲ့ပုဂ္ဂိုလ်တွေကိုလှူတယ်သွေးလူကိုချိုးစားတယ်ခုခေတ်မှာဆိုလို့ရှိရင်ကြောက်ကထုတ်လှူတာတို့အသေးတချမ်းလှီးလှူတာတို့ဒါမျိုးတွေတော့ရှိနော်ပါရမီကိုရဲရဲရဲဖြစ်ကျင်လာတဲ့ပုဂ္ဂိုလ်တွေဒီပုဂ္ဂိုလ်တွေကမှန်ကန်တဲ့စိတ်ဓာတ်နဲ့တစုံတစ်ခုကိုမျှော်လင့်ချက်မဟုတ်ဘဲနဲ့တကယ်ကိုမော်မြတ်တဲ့စိတ်ဓာတ်နဲ့လှူရတန်းတယ်ဆိုရင်တော့ဒါဟာဘုရားလောင်းနေကျက်သွားတဲ့လမ်းပေါ်မှာရောက်တယ်လို့ပြောရမှာပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့ရောင်းစားတာဆိုရင်တော့တစ်မျိုးပေါ့နော်ရောင်းစားတာဆိုရင်တော့ပဲငွေကြေးတနာမှာပဲအဆုံးသတ်သွားမှာပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့ဘာအကျိုးကမှမျှော်လင့်တာမဟုတ်ဘူးတက်တဲ့တစ်ဖက်သားရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတယ်ဆိုရင်ဒါပါရမီဒါနအလုံးမောင်မြတ်တဲ့ဒါနတစ်ခုလုပ်ခြင်းဘုရားကောင်းကြီးဖြစ်ခြင်းတဲ့ဒါနမျိုးကိုဖြစ်ခြင်းတော့အဲ့ဒါလို့ဖြစ်ခြင်းချင်းဖြင့်ရလာနိုင်တဲ့ဆုလတ်ကတော့အမြင့်ဆုံးကဘာလဲလို့ဆိုရင်ဘုရားလောင်းဆိုရင်သမ္မာသမောရိဉာဏ်ပိစိကဗုဒ္ဓလောင်းဆိုရင်ပိစိကဗောရိဉာဏ်ဧကတဝကဗောရိဉာဏ်တာဝကဗောရိဉာဏ်ဆိုရယ်မဟာတာဝကဗောရိဉာဏ်ဆိုဒီအသိဉာဏ်တွေကိုရရှိဖို့အတွက်ဒါအရေးပါတဲ့အကြောင်းတရားတွေဖြစ်သွားတယ်ဘဝတစ်ခုမှာအဲ့လိုစီးဖို့အထောက်လိုက်ရတဲ့အခုတို့တန်ဖိုးမဖြတ်နိုင်ဘူးလူရဲ့ခန္ဓာကိုယ်ဆိုတာအတိုင်းအတာတစ်ခုရှိတယ်တန်ဖိုးလည်းဖြတ်လို့ရပေါ့လူတိုင်းဟာအနှစ်တရာတန်းမှာဝိဖွားလာကြတဲ့ပုဂ္ဂိုလ်တွေဟာအနှစ်တရာရဲ့ကိုယ်ဘက်ကိုကြော်ဖို့ဟာအမှန်တမ်းခဲနေပေါ့တတန်းစိတ်သွားလို့ရှိရင်ဒီယုတ်ကြီးဟာပြစ်ထားခဲ့ရမယ့်ပုဂ္ဂိုလ်တွေဆိုတော့ကောအဲ့ဒါတွေကနေပြီးတော့အမျက်ထုတ်သွားတယ်လို့ဒါနကောင်းမှုလုပ်ပြီးတော့အမျက်ထုတ်သွားတယ်လို့
အဲ့တော့ရည်ကြီးဆုံးကတော့မှန်ကန်တဲ့စိတ်နဲ့စိတ်ထားရှိဖို့မေတ္တာထားပြီးတော့လူနိုင်ရမယ်အလူကံပုဂ္ဂိုလ်ရဲ့အကျိုးမျှော်ကိုးရမယ်အကျိုးလိုလားတယ်လိုအပ်တဲ့ပုဂ္ဂိုလ်အတွက်ဖြစ်စီတယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့ဒီလိုလုပ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါဟာအရေးကြီးတယ်အဲ့ဒီမှာဝိတ္တန္တရာမင်းကြီးအခန်းတစ်ခန်းမှာကုသိုလ်ကောင်းမှုပြုပုံလေးကိုမှတ်သားနိုင်ဖို့အလုံးသိကြတဲ့အတိုင်းဝိတ္တန္တရာမင်းကြီးကမွေးဖွားလာတဲ့အချိန်ကနေစပြီးတော့ဒါနကောင်းမှုတွေလုပ်တာသူမတူအောင်လူခဲ့တန်းခဲ့သူ့မှာလူလို့ဆိုရင်ဘာမှဝန်မလေးဘာလာတောင်းပေးဖို့ဝန်မလေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နောက်ဆုံးမှာတိုင်းပြည်ကပိုင်ဆိုင်တဲ့ပြည်သူတွေကအလုံးမျက်မျက်လုံးလုံးတန်ဖိုးထားတဲ့ပစ္စယနာဂလို့ခေါ်တဲ့ရှင်ကြီးကြီးကိုလှူလိုက်တဲ့အခါကျတော့အလုံးကတိခဏနဲ့ရွာမရှိကြတော့တိခဏနဲ့ရွာမရှိသည့်အတွက်ကြောင့်နောက်ဆုံးကြတော့ဝိတ္တန္တရာမင်းဟာဒီဌာနကောင်းမှုပြည်သူတွေဉာဏ်လို့တဲ့ရှင်ကြီးကြီးကိုလှူလိုက်သည့်အတွက်ကြောင့်ခမည်းတော်မင်းတရားကြီးကပြည်နေတာပေးခံရတဲ့ဝိတ္တန္တရာဇာမှုတဲ့ပုဂ္ဂိုလ်အလုံးသိနော်အဲ့ဒါဟာတာမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒါလှူခြင်းကြောင့်အပြစ်ဒဏ်ခတ်ခံရတယ်လှူခြင်းကြောင့်အပြစ်ဒဏ်ခံရတယ်ဆိုလို့ရှိရင်ဒါနကောင်းမှုရဲ့အကျိုးထဲမှာမကောင်းတာပါကလားလို့ဒီလိုမေးရရှိတယ်ဒါနကောင်းမှုရဲ့အကျိုးထဲမှာဒါပါတာမဟုတ်ဘူးလှူတဲ့ကုသိုလ်ရဲ့လှူဒန်းမှုကြောင့်ဖြစ်လာတာမဟုတ်ဘူးတိုင်းပြည်သားတွေနဲ့မမှန်မကန်တွေးတောမှုကြောင့်ဖြစ်တယ်ပေါ့ဒါအကြောင်းဆုံးတိုင်းပြည်သားတွေရဲ့မမှန်မကန်တွေးတောမှုကြောင့်ဖြစ်လှူဒန်းမှုဒါနကြောင့်မဟုတ်ဘူးလူဆိုတာဒေါသဖြစ်ရင်အကောင်းနဲ့ဒေါသဖြစ်တာပဲလေအဆိုးမှဒေါသဖြစ်တာမဟုတ်ဘူးအကောင်းနဲ့ဒေါသဖြစ်တာဒေတိုက်ရင်တိုက်ရမလားလို့ဆိုပြီးဒေါသဖြစ်တယ်မိုးရွာရင်ရွာမလားလို့ဒေါသဖြစ်တယ်အထာဏကောပလို့ခေါ်တယ်လူရဲ့စိတ်မှာဒေါသဖြစ်တယ်ဆိုတာဟာကိုယ်မကြိုက်တာတစ်ခုဖြစ်ဒေါသဆိုတာလာတာပဲအဲ့ဒီလုံကကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားဆိုတာမစင်စားနိုင်ဘူးပေါ့ဒီမှာလည်းပဲအဲ့လိုစဉ်းစားဆင်ခြင်မှုမရှိဘူးဆင်လူရမလားလို့ဆိုပြီးတော့ပြည်သူလူထုတွေကဒေါသထွက်ပြီးနောက်ဆုံးမှာဘုရင်ကြီးကိုယ်တိုင်ကဝိတ္တန္တရာမင်းကိုတောကိုနှင်လိုက်ရတောထဲမှာ9လအဲ့လိုတောထဲမှာနှင်လိုက်တဲ့အခါကျတော့ပြစ်ဒဏ်ခံရတာကတော့ဝိတ္တန္တရာမင်းတူရဲ့ပဲသို့တော့အမတန်လိမ္မာတဲ့မိဖုရားမတိဒေဝီကသူကလိုက်ပါသွားသူတို့ကတော့အပြစ်ထန်ကြောင့်တောထဲသွားတာမဟုတ်ဘူးဝိတ္တန္တရာမင်းအပြစ်ဒဏ်ခံရတဲ့အချိန်မှာလိုက်ပါဆောက်ရှောက်တဲ့သဘောလူမမဲသားသမီးသားနှစ်ဦးသားတစ်ဦးနဲ့သမီးတစ်ဦးတို့ကလည်းမိဘနှစ်ပါးနဲ့အတူပါသွားတာဆိုတော့တောထဲရောက်တာ4ဦးပေါ့မိသားစုရောက်သွားတယ်9လနေကြအဲ့မှာဝိတ္တန္တရာမင်းကြီးရဲ့စိတ်ထဲမှာရှင်လူလို့ဒီလိုပြစ်ဒဏ်ခံရတယ်သူစိတ်ထဲမှာကျဉ်းနေတယ်ကျဉ်းနေတယ်ဆိုတာသူလှူလိုက်ရတာကြောင့်ဖြစ်တယ်လို့ဒီလိုတွေ့တာမဟုတ်ဘူးသူ့အလှူပေါ်မှာသူကျဉ်းနေတယ်ဘယ်လိုပဲပြစ်ဒဏ်ခံရပြစ်ဒဏ်ကိုဂရုစိုက်ဘူးလှူရတဲ့ဌာနပေါ်မှာသူကျဉ်းနေတယ်အဲ့ဒီကျဉ်းနေမှုကအရေးကြီးဆုံးပဲပေါ့ကိုလုံးထာကောင်းတာလုပ်ထားတဲ့အတွက်ကြောင့်ဘယ်လိုအခြေအနေမျိုးနဲ့ရင်ဆိုင်ရကိုလုံးထားတာကောင်းတယ်လို့သတ်မှတ်ထားတဲ့အတွက်ကြောင့်ကျဉ်းနေတယ်စိတ်ထဲမှာငါလူမိတာမှားလိုက်တာဒါကြောင့်ငါဒုက္ခရောက်တယ်လို့အခါမှမတွေ့ဘူးအဲ့လိုကျဉ်းနေ
အဲ့ဒီခြေနှက်မှုကကိုယ်ဌာနနဲ့ပတ်သက်ပြီးတော့စေတနာပြတ်တယ်လို့တခုမှမဖြစ်ဘူးလို့ဒီလိုဆိုလို့အားနော်ဒီလိုဆိုလို့လားအင်တာမခိုင်မာတဲ့စိတ်ဓာတ်ရှိတာပေါ့အင်တာမခိုင်မာတဲ့စိတ်ဓာတ်နဲ့သွားတော့ရရောက်တဲ့အခါကျတော့လည်းချိသုတကပုံနာကြီးကသာလီနဲ့တနာဖိနလို့ခေါ်တဲ့သားတော်လေးနဲ့သမီးတော်အိမ်မှာအခိုင်းအစေလုပ်ဖို့ဆိုပြီးတော့ဘေးကနေပြီးလမ်းညွှန်လိုက်လို့သူရောက်လာပြီးတော့သားနဲ့သမီးကိုလာအပြုခံသွားလိုက်သူလိုက်တာပဲဝမ်းမြောက်ဝမ်းသာပြုလိုက်တယ်ခုနမေတ္တာကြီးမားသမီးသားနဲ့သက်သာစနီဆွန်ញင်းကြီးဟုဆိုတာဟောဒီသားနဲ့သမီးကိုလည်းပြုလိုက်တယ်ဟောနောက်ဆုံးကြတော့ဝတ္တန္တရာမင်းကြီးနဲ့မိဖုရားမတိဒေဝီတို့နှစ်ဦးတည်းပဲတော်ရမှာကျန်တယ်အဲ့ဒီအချိန်မှာဝိတ္တန္တရာဇတ်တော်မှာဖတ်ကြည့်လို့ရှိတယ်သာသမီတွေမရှိတဲ့နောက်နှစ်ဦးတည်းယသိသူတော်စင်ဘဝနဲ့တရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့ခမည်းတော်ကြီးပေးတဲ့အပြစ်ဒဏ်ကိုခံရင်တောထဲမှာနေကြတရက်မှနည်းနည်းမိုးတော့အလင်းရောက်တဲ့အချိန်မှာဝါတောင်ခွေလေးထောက်ပြီးတော့ပုံနာကြီးတယောက်ရောက်လာပြန်တယ်ပေါ့အဲ့ဒီရောက်လာတာဟာသုတကပုံနာကိုထောက်မယ်ဆိုရင်ဒုတိယမြောက်ပုံနာကြီးပဲဝါတောင်ခွေလေးထောက်ပြီးတော့ရောက်လာတယ်ရောက်လာတော့ဝိတ္တန္တရာမင်းကလည်းအင်တမမွန်ရည်တယ်လိမ္မာတယ်ယဉ်ကျေးတယ်သိမ်မွေ့တယ်တော့ရောက်လာပြီးတော့နှုတ်ဆက်စကားပြောတာပေါ့လာပါနေကောင်းရလားကျမ်းမာရလားဒါတွေမေးမြန်းပေါ့အဲ့ဒီပုံနာကြီးကလည်းပဲအပြန်အလှန်ကျမ်းမာရေးမေးမြန်းပြီးတော့ပုံနာကြီးကဘာတွေမေးတော့ဆိုတောထဲမှာနေတဲ့အခါမှာအခက်အခဲတွေမရှိဘူးတော့သားကောင်တွေတောထဲကအကောင်တွေရဲ့နှိမ့်ဆက်မှုလည်းနှိမ့်ဆက်မှုမခံရဘူးအေးချမ်းချမ်းနေရမနေရဒါတွေမေးမြန်းပြီးတော့စကားပြောဝိတန္တရာမင်းကသင်္ကန်းကျောင်းပေါ်ဖိတ်ခေါ်ပြီးတော့ဟောဒီမှာတောင်ရရေချောင်းကခတ်ထားတဲ့ရေအေးလေးတောက်ပါအောင်တောတတိလေးအဲ့ဒါမှချုံမွေးတဲ့ဟောဒီတတိလေးတွေစားပါအောင်လို့အခန့်အဲ့လိုအခန့်ပြီးတော့စကားပြောရင်းကနေပြီးတော့ဝိတ္တန္တရာမင်းကမေးလိုက်တယ်ကဲပုံနာကြီးအခုလိုတောထဲမှာရောက်ရှိလာတာဟာဘယ်လိုကိစ္စများရှိပါသလဲဘာအတွက်တောထဲရောက်လာပါသလဲလို့မေးတဲ့အခါကျတော့ပုံနာကြီးကပြောတယ်အရှင်မင်းကြီးတဲ့ရေပြည့်နေတဲ့မြစ်ကြီးဟာဘယ်တော့မှရေခမ်းပြီးတော့ရေကုန်သွားတယ်လို့မရှိဘူးတဲ့အဲ့ဒါလိုပဲဒါနကောင်းမှုပြုနေတဲ့အရှင်မင်းကြီးရဲ့နှလုံးသားဟာရေတွေပြည့်နေတယ်လို့ပဲအရှင်မင်းကြီးစီကတခုတောင်းကျင်လို့လာတာပါတဲ့မြစ်ကြီးတို့အများရန်ပြည့်လျက်နေတဲ့နှလုံးသားပိုင်ရှင်ဖြစ်တဲ့အရှင်မင်းကြီးစီကတခုတောင်းပြရစေတဲ့မတိဒေဝီကိုသူ့ကိုလှူပါလို့တောင်းနော်မိဖုရားကိုလာတောင်းမတိဒေဝီကိုလှူပါလို့ဆိုတော့ဝိတ္တန္တရာမင်းကြီးကစိတ်ထဲမှာတောင့်မသွားဘူးနော်ဘာပြန်ပြောတော့ဆိုတထာမိလှူပါမယ်တဲ့
na wikambami lawa matoma hude say them lawa bama muchipa hude yan ya sadi yamana ha down lume matondo wahu tantan na kati khonshami ko shi ga ma lu je lo phwat thara myo bero ma ma lok bu deတချို့ကြတော့ဖတ်ထားတာလေးတွေရှိတတ်သေးတာဟုတ်နော်အလူတွတ်တို့လို့ရှိရင်တော့အကောင်းတဲ့အဆိုကိုကြိုက်တာလေးကိုဖယ်ထားတယ်ဖယ်ထားပြီးဒီပြင်လူလာတောင်းရင်ဒါပေးမယ်ဟိုကမပေးဘူးဆိုရယ်ခွဲချမ်းထားတဲ့စိတ်ရှိတယ်ပေါ့ဝိတ္တန္တရာမင်းကြီးကြတာအဲ့လိုမရှိဘူးတန်တန်နပရိကူရှာမိကိုရှိတာဘယ်တော့မှဖတ်မထားဘူးတဲ့ဓာနေမေရမတိမနောငါရဲ့စိတ်ဟာလူမှုတမ်းမှုပေါ်မှာတိတ်ပျော်မွေ့တယ်လူမဲ့မိဖုရားကြီးကိုလာတောင်းတာလုံးဝမတွတ်လို့လူပါမယ်လို့စွန့်ကြီး၅ပါးတည်းမှာစွန့်ဖို့အမတန်မှခက်တယ်ဟာဒါကိုလူလားမိဖုရားကြီးကိုလူလိုက်တာအဲ့လိုလူလိုက်တဲ့အခါမှာဘယ်လိုလူတော့ဆိုရင်အနာနာမှာရေတောက်တဲ့ရေကြရားလေးရှိတယ်အဲ့ဒီရေကြရားလေးကိုဆွဲယူလိုက်ပြီးတော့အနာနာမှာထိုင်နေတဲ့လိမ္မာရင်ကြီးတဲ့မရေဒီရဲ့လက်ကိုဆွဲပြီးပုံနှိုင်းလက်ထဲထည့်ပြီးအပေါ်ကရေလောင်းပြီးတော့လှူလိုက်တယ်တဲ့နော်ခြေဆက်တွန်းချပြီးတော့လှူတိုင်းတဲ့ဘောနော်အဲ့ဒီကနေလာတာအခုကရေစက်ချတယ်ဆိုပစ္စယနာဂဆိုတဲ့စင်ကြီးလူတော်ကလည်းပဲစင်ကြီးရဲ့နှာမောင်းကိုကန်လက်ဝဲဘက်ကကန်ပြီးတော့လက်ရဘက်ကရေကြရားနဲ့ရေလောင်းပြီးတော့လှူလိုက်တာပဲအဲ့တော့အဓိပ္ပာယ်ကတော့ရေလူကြည်လင်အေးမြတဲ့နှလုံးသားနဲ့လှူတယ်သူ့အလှူကတန့်စင်တယ်ဒီအဓိပ္ပာယ်ကိုပေါ်ဆောင်တာလည်းဖြစ်တယ်တန့်စင်အေးမြတဲ့ရေစင်လို့တန့်စင်အေးမြတဲ့နှလုံးသားနဲ့ဘယ်တော့မှရေဆိုတာနှစ်ပိုင်းခွဲပြစ်လို့မရဘူးခွဲလိုက်လို့အရာထင်တဲ့နေရာမဟုတ်ဘူးအဲ့ဒါကြောင့်နှမျောတင့်တို့ခြင်းမရှိဘဲနဲ့ဒီစိတ်ဓာတ်ရှေ့စိတ်ဓာတ်နောက်စိတ်ဓာတ်တသားဒီရေပြင်းကြီးတို့ဖြစ်နေတဲ့နှလုံးသားစိတ်ဓာတ်နဲ့လူပါတယ်ဆိုတဲ့အဓိပ္ပာယ်ကိုတရုပ်ခေါ်တဲ့အနေနဲ့ရေစင်သုံးလောင်းပြီးတော့လှူလိုက်တာတဲ့အဲ့ဒါလိုလှူလိုက်တဲ့အချိန်မှာထားပါတော့ဝိတ္တန္တရာမင်းကြီးကတော့ဒါနကောင်းမှုလုပ်တာသူမတွန့်တူဘူးဆိုတာမှန်တယ်ပါရမီဖြည့်လာတဲ့ဘဝတွေကလည်းအမှန်တများတယ်မက်ဒီတေဝီရဲ့မျက်နှာကိုကြည့်လိုက်မလားအဲ့ဒီအချိန်မက်ဒီတေဝီကအဲ့လိုလှူးနေတဲ့အချိန်လေးမှာအပြုံးမပြတ်ဘူးတဲ့ငိုလည်းမငိုဘူးစိတ်ထဲမှာလည်းဘယ်လိုမှမခံစားရဘူးဘယ်လိုတွေးတော့လို့ဆိုရင်ဝိတ္တန္တရာမင်းကငါ့ကိုလူပြိုတဲ့အရွယ်ကနေစပြီးငါနဲ့လက်ထပ်ပြီးတော့ထားတယ်ငါနဲ့လက်ထပ်ထားတဲ့ငါရဲ့အိမ်ရှင်ယောက်ျားဖြစ်တဲ့ဝိတ္တန္တရာမင်းကငါ့ကိုလှူခြင်းလှူပေးခြင်းပေးရောင်းခြင်းရောင်းနောက်ဆုံးမှာတတ်ခြင်းတတ်သူ့လုပ်ပိုင်ခွင့်ရှိတယ်ငါဟာသူ့ရဲ့ပစ္စည်းပဲလို့စိတ်ထဲမှာမတွတ်တော်ဘူးတဲ့စိတ်ထဲမှာဘယ်လိုမှမဖြစ်ဘူးကျင့်တော်ဝိတ္တန္တရာမင်းကြီးကလည်းစိတ်ထဲမှာမတိဒေဝီကိုလာပြီးတော့အလှခံလို့လှူလိုက်ရတဲ့အချိန်မှာလည်းဘာမှမဖြစ်ဘူးအမှန်တမ်းစိတ်ကတက်ကြွနေတယ်မတိဒေဝီကလည်းပဲသူ့ကိုလှူရက်လေခြင်းလို့ငိုတာတို့ကျုံးကန်တာတို့စိတ်ညစ်တာတို့ဒါမျိုးမရှိဘူးဝမ်ပန္တတာနဲ့ပဲသူလှူလိုက်တဲ့အတိုင်းဝမ်ပန္တတာစိတ်ထဲမှာစိတ်ဆင်းရဲမှုမဖြစ်ဖဲနဲ့လူပိုင်ခွင့်ရှိလို့လှူတာပဲလို့စိတ်ထဲမှာဒီလိုထားအဲ့တော့
ဒီထူးခြားတဲ့ပုဂ္ဂိုလ်သူများရဲ့နှလုံးသားတွေကြောင့်မို့လို့ဒီလူလိုက်တဲ့ခြေစင်သုံးလုံးတဲ့အချိန်မှာကဘာမြေကြီးဟာတုန်လှီးသွားတယ်လို့ဆိုတော့နော်ဝိတ္တရာမင်းကြီးရဲ့စေတနာစွမ်းအားမဒီဒေဝီရဲ့မြင့်မြတ်တဲ့စိတ်သဘောထားတွေကြောင့်မို့ကဘာမြေကြီးဟာတုန်လှီးပြီးတော့သွားအဲ့ဒီအချိန်မှာလာလူခံတဲ့ပုဂ္ဂိုလ်ကတာမန်ပုံနာမဟုတ်ဘူးပုံနာရောင်ဆောင်းလာတဲ့တရားမင်းဖြစ်တော့အဲ့ဒီနေရာမှာသူကဗာပြောလိုက်လဲဆိုရန်သူတွေအားလုံးကိုတော့အနိုင်ရလိုက်ပြီဟဲ့လို့ချွေးကြော်လိုက်တယ်အားလုံးမြေကြီးတုန်လှုပ်သွားတဲ့အချိန်လေးမှာပဲအားလုံးနတ်တွေချမာတွေကနေပြီးတော့ဝိတ္တရာမင်းရဲ့နှလုံးသားဟာဖျားဖြစ်နိုင်တဲ့ဒါနကောင်းမှုအထွတ်ထိပ်ရောက်သွားပြီလို့ရန်သူတွေရဲ့စွမ်းအားတွေအကုန်လုံးကြောဖြတ်သွားနိုင်ပြီပါရမီဖြည့်ပဲဖြစ်တဲ့မဒီဒေဝီရဲ့စိတ်နှလုံးဟာလည်းအားလုံးကိုကြောဖြတ်ပြီးတော့သွားပြီအလုံးမမြတ်တဲ့စိတ်တွေနဲ့အောင်မြင်သွားပြီလို့တကယ်သူတော်စင်သူတော်မြတ်တွေပါပဲလို့ချီးကျူးထောမနာပြောကြတယ်အဲ့ဒီအချိန်ကျတော့အားလုံးဟာတတော်လုံးတတောင်လုံးတုံလှီးသွားပြီးတော့အောင်ပြီဆိုတဲ့အပန်တွေကိုကြားပြီဒါဖျားဖြစ်ဖို့အတွက်နောက်ဆုံးဒါနပါရမီဟာစခန်းသိမ့်လိုက်တဲ့သဘောပဲဟောအလုံးကောင်းချီးပေးတာကိုခံလိုက်ရတယ်ပေါ့အထွတ်ထိပ်ရောက်သွားပြီပါရမီတွေဖြည့်လာလိုက်တာဆွမ်းမြင်းကြီး၅ပါးဒါတွေကိုလူလိုက်တယ်ကျမ်းနေသေးတယ်ဘယ်သူကြမ်းမလဲတထာဇနီဆော့ဖို့ကျမ်းနေတယ်ဟောသားသမီးကိုလည်းလူလိုက်တယ်တထာဇနီကိုလူလိုက်တယ်ဆိုပါရမီဖြည့်တာညာအထွတ်ထိပ်ကိုရောက်သွားပြီဒါနောက်ဆုံးပိတ်ဒါနပါရမီမှာပါဖက်ဖြစ်သွားပြီလို့လောကမှာကောင်းကြီးပေးခံရတဲ့အနေအထားမျိုးကိုရောက်ပါတယ်ပေါ့အဲ့ဒီချိန်ကျတော့မှပုံနာကြီးကအသွင်ပြောင်းပြီးတော့ဝိတ္တရာမင်းကြီးကိုပြောတယ်ကျွန်တော်ဟာတာမန်ပုံနာမဟုတ်ပါဘူးတရားမင်းဖြစ်ပါတယ်ပေါ့ဘာဖြစ်လို့ဒီလိုလာလောက်တာလို့ဆိုတော့တစုံတစ်ယောက်ကလာပြီးမဒေဒေဝီကိုအလူခံသွားမယ်ဆိုလို့ရှိရင်တရားမင်းဒီဘုရားလောင်းကတော့လှူမှာပဲလှူလိုက်တဲ့အခါအဖော်မဲ့ပြီးတော့ကျေးဇူးလုပ်ပေးမဲ့ပုဂ္ဂိုလ်ရှိတော့မှာမဟုတ်ဘူးပေါ့ရေဘူးရေချမ်းကမ်းနားမဲ့ပုဂ္ဂိုလ်ရှိမှာမဟုတ်ဘူးအဲ့ဒါကိုဟန်တားဖို့အနေနဲ့တရားကလာပြီးတော့လုပ်ပေးတာတဲ့အဲ့ဒီမှာတရားမင်းကြီးကသူတရားဖြစ်တဲ့အကြောင်းပြောပြီးတော့မဒီဒေဝီကိုပြန်ပြီးတော့အနှံခဲ့တယ်ပေါ့အဲ့ဒီလိုပြန်ပြီးတော့အနှံပြီးတော့တရားမင်းကြီးကဝိတ္တရာမင်းကြီးကိုပြောတယ်သူတရားဖြစ်ကြောင်းပြောပြီးတော့သက္ကောဖမတ္တမိထေဝေလောသဗ္ဗဗုဒ္ဓနာမိတ္တရောနတ်တွေအားလုံးရဲ့အရှင်သခင်ဖြစ်တဲ့သူဟာတရားပါတဲ့ဝရံဝရတုရာစီတိဝရေအထပဒာမိတေဟောဒီလိုရဲဒါနကောင်းမှုလုပ်တဲ့မင်းကဖြစ်လာတဲ့ယသိရာစီတိဆိုတာမင်းဘဝကနေလာတဲ့ယသိမင်းယသိလို့ပြောတယ်နော်ဟိုဝိတ္တန္တရာမင်းယသိဆုရှိမျိုးပေးချင်ပါတယ်တဲ့ဆုရှိမျိုးပေးရဆိုဒါနကောင်းမှုဆုရှိမျိုးပေးကြလို့အဲ့ဒီဆုရှိမျိုးလိုချင်တာတောင်းပါလို့တရားမင်းကနေပြီးတော့ပြောတဲ့အခါဘုရားလောင်းကဘာဆုတွေတောင်းတယ်လဲဆိုတဲ့အချက်နော်သူဆုတောင်းတာပရံစေမေအထောတကသဗ္ဗဗုဒ္ဓနာမိတ္တရာတရားအလုံးရဲ့အရှင်သခင်ဖြစ်တဲ့နတ်ပြည်စတုမာရဲ့တာဝရင်သာနတ်ရနတ်ခုရဲ့ကိုအစိုးရတဲ့ဥဒ္ဒကြမင်းအကယ်၍ဆုပေးခြင်းတယ်ဆိုလို့ရှိရင်သူပထမဆုံးတောင်းကျင်တဲ့ဆုကပါလဲပိတ္တမံအနုမောဒေယ
ito patan sakangkaran adanena nimandeya pathametan warang ware tu tauna tachara ni matamu ai chain bhaya loin la tachara chain ni ma so yin parami phit pi lu pi dai tu ba tu ji yue chet ka ro no idame punyan tamiyutta jnanata pissayo hotu di kaung mu di tamiyutta jnan ye thau pat phit pa se lo di lo so taung maiအခုတရားမင်းနဲ့တွေ့တဲ့အခါမှာသူ့လိုချင်တာတွေသူဘာပြောလဲဒါနကောင်းမှုနဲ့ပတ်သက်ပြီးတော့တောင်းတာမဟုတ်ဘူးတရားမင်းနဲ့တွေ့လို့တရားကဆုပေးတယ်အဲ့ဒီဆုပေးတဲ့အရှင်းမျိုးတွေကသူ့လိုချင်တာဘာပဲလို့ဆိုပစ္စယနာကစင်ကြီးတော်ကြီးကိုလှူသည့်အတွက်ကြောင့်တိုင်းလူပြည်သားတွေကဆန္ဒပြကြတယ်ဆန္ဒပြလို့ခမည်းတော်မင်းတရားကြီးကလည်းဒီလောက်လူရပါမလားလို့ဆိုပြီးတော့စိတ်ထဲမှာမချီလို့ဖြစ်နေတာခတ်လိုက်တာပေါ့နော်တောရကိုနှင်လိုက်တာအဲ့ဒါကိုသူပြန်လို့ထင်တာဘာလို့ဆိုပိတ္တမံအနုမောဒေယဣတောပတ္တံတကံကရံတောတဲ့ကနေနန်းတော်ပြန်ရောက်တဲ့အခါမှာခမည်းတော်ကြီးကသူ့လုပ်ခဲ့တာတွေပေါ်မှာဝမ်းမြောက်မှုပေါ်တာရုခေါ်နိုင်ပါစေတဲ့ဒါကိုသူကဆုတောင်းခမည်းတော်ကြီးကြည်နေနတ်နဲ့တာရုခေါ်တာအာတနေနနိမတေသူ့ခါတိုင်းလိုပဲပြူပြူမှန်မှငကိုရာသူကိုပြန်ပေးပြီးတော့ပြူပြူမှန်မှနဲ့စိတ်ထဲမှာခြေနှက်သွားတယ်ခမည်းတော်မင်းတရားကြီးကစိတ်ပြန်ပြီးတော့သူ့အပေါ်မှာခြေနှက်သွားတယ်ဆိုတဲ့ဆုကိုသူပထမဆုံးရတယ်မှာပဲတဲ့ဒုတိယဆုကတော့ပါတော့ဆိုတိုင်းပြည်ပြန်ရောက်လို့ရှိရင်သူကခမည်းတော်မင်းတရားကြီးကတက်ကြီးပြီဆိုတော့တိုင်းပြည်ကိုအုပ်ချုပ်ရတိုင်းပြည်အုပ်ချုပ်တယ်ဆိုတာပြစ်မှုကျွလွန်တဲ့ပုဂ္ဂိုလ်တွေကရှိလာတတ်တယ်အဲ့ဒီရှိလာတဲ့အခါမှာတရားဥပဒေအရပြစ်မှုကျွလွန်လို့တတ်ထိုက်တဲ့ပြစ်မှုတွေကျွလွန်လာလို့ရှိရင်လေသေဒဏ်ပေးရတာမျိုးတွေရှိတာပေါ့သေဒဏ်ဆိုတာရှိတာအဲ့ဒါကြောင့်မလို့သူကပုရိတတ္တဝဋ္ဌာနာရောစေဘယ်လိုမှသူမတတ်ချင်ဘူးတဲ့ဘယ်လိုမှမတတ်ချင်ဘူးအပိကိဋ္တိတကာရကံအလုံးကိုစိုးရတဲ့ပြစ်မှုတွေကိုကျွလွန်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေဘယ်လိုမှသေဒဏ်မပေးရစေနဲ့ဝိသံဝဋ္ဌာမာမောစေယအဲ့ဒီသေဒဏ်ပေးခံရမယ့်ပုဂ္ဂိုလ်မျိုးတွေနဲ့သူမတွေ့ချင်ဘူးတဲ့အဲ့ဒီသေဒဏ်ပေးခံရတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့ကျိုးတွေမှလွတ်မြောက်ပြစေလို့ဒါဒုတိယအဆုအနေနဲ့သူတောင်းတယ်။ဒါပြည်ပြန်လို့ရှိရင်ဒီပြဿနာတွေကတွေ့မယ်။ဒါကြောင့်မို့လို့အဲ့ဓာတွေအတွက်သူကမလုပ်ချင်ဘူးသေဒဏ်ပေးတာမျိုးတွေပါလေသူမလုပ်ပြစေနဲ့။ဟောတတိယဆုကြတော့ဘာတောင်းလို့ဆိုတော့ယေသဝုဒ္ဓယေသတဟရယေသမစ္စိမပောရိတမမေဝဥပစီဝေယောတတိယတံဝရမရေဆိုလိုတာကအသက်ကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အသက်ငယ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အရွယ်အလားစားပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်လူလက်ပိုင်းပဲဖြစ်ဖြစ်သူကပဲကျွေးမွေးဆောင်းရှောက်ထားခြင်းနဲ့တဲ့အားလုံးဟာသူ့ကိုမိပြီးအသက်မွေးကြပါစေအားလုံးကိုကျွေးမွေးထားခြင်းနဲ့ကျွေးမွေးထားနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပြရစေအားလုံးပေါ်မှာသူကကောင်းကျိုးချမ်းသာလိုလားတဲ့စိတ်ရှိတယ်ကြီးကြီးငယ်ငယ်ရွယ်ရွယ်စားစားပုဂ္ဂိုလ်အားလုံးကိုသူကကျွေးမွေးဆောင်းရှောက်ထားခြင်းနဲ့အဲ့ဒီဆုကိုရပါရစေလို့ဒီလိုတောင်းနောက်တစ်ခါ၄ခုမြောက်တောင်းတဲ့ဆုကဘာလို့ဆိုပရဒာရံနခိစေယံတထာရပတုတောသူတို့ကတာမယံကိုဘယ်တော့မှ
မပြစ်မှားမိစေပါနဲ့မပြစ်မှားပြီးပြရစေနဲ့ဘုရင်လေးဆိုတာတစ်ခါတစ်ခါဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်သူတော်သားမယားပေါ်မှာစိတ်နဲ့သွားပြစ်မှားတာကအစမပြစ်မှားပြီးပြရစေနဲ့တဲ့တထာကဘသူတော်သိရကိုယ့်ရဲ့အိမ်တော်ဘက်ကလွဲလို့နော်တခြားသူတော်သားမယားနဲ့မပြစ်မှားပြရစေနဲ့ကိုယ့်အိမ်တော်ဘက်နဲ့ပဲခြေလက်တဲ့ပုဂ္ဂိုလ်ဖြစ်ပြရစေဌိနံဝတ္တံနဂ္ဂစေယံအမျိုးသမီးတွေရဲ့အလိုဆန္ဒအတိုင်းလဲဘယ်တော့မှဒီဆက်ဆောင်ရမပါပါရစေနဲ့ဒီလိုဆိုတယ်နော်အဲ့ဒီစုကိုတောင်းတယ်၄ခုမြောက်နောက်၅ခုမြောက်တောင်းတာတော့ဘာလို့ဆိုပုတ္တောမေတက္ကစာယေထသောစဒီကံယူကောတိယဓမ္မေနစိနေပထဝေပစ္စမေတံဝရံဝရေအကယ်၍သူ့မှာသာသမီထွန်းကားမယ်ဆိုရင်အသက်ရှည်တဲ့သာသမီထွန်းကားရဆိုရင်အသက်တူတဲ့သာသမီထွန်းကားလို့ရှိရင်တချို့မိဘတွေကရှင်နေမှာပူလောင်အောင်ဒုက္ခခံစားကြရတယ်ပေါ့နော်သာသမီတည်ဆုံးသွားတယ်ဆိုရင်မိဘတွေစိတ်နှလုံးဟာယူကြုံမရဖြစ်ကြဒါကြောင့်အသက်ရှည်တဲ့သာသမီမျိုးမွေးပြရပါရစေတိုင်းပြည်ကိုလည်းပဲတရားတစ်ဖြစ်လာအနိုင်ယူအုပ်စိုးပြရစေလို့ဟော၅ခုမြောက်စုကိုဒီလိုတောင်းတယ်နောက်6ခုမြောက်စုကြတော့တတောရတ္တယဝိဝတ္တာနေသူရိယုခမနေသူရိယုခမနံပတိဒိဗ္ဗဘက္ခပါတုရဟိတုံသတ္တဝရိလည်းမိုးတော့အလင်းရောက်လာတာနဲ့တပြိုင်နက်နေထွက်လာတာနဲ့တပြိုင်နက်တကယ်ကိုအရသာရှိတဲ့အစားအစာတွေသူစီရောက်လာပါလေလုံးဝမပြုတ်ပဲနဲ့နော်တရားဆိုတာလည်းအစာအာဟာရနဲ့ခင်းပြီးတော့မဖြစ်ဘူးဒါကြောင့်မို့နည်းနည်းလင်းလာတာနဲ့တပြိုင်နက်ကောင်းမြတ်တဲ့အစာတွေသူစီကိုလွယ်လွယ်ကူကူနဲ့ရောက်လာပါလေလို့ဆိုတဲ့ဒီစုကိုတောင်းတယ်နောက်9ခုမြောက်တောင်းတာကြတော့တထာတောမေနာခိယေထဓတ္တဝါနာနုပတိယတတံစိတ်တံပတာရေတတ္တမေတံဝရံဝရေဒါနကောင်းမှုပြုပြီးတော့သူကတန်းတာဆိုဘလောက်လူကုန်သွားတယ်လို့မရှိပြရသေးဘူးဒါလူချင်းတဲ့ပုဂ္ဂိုလ်ရဲ့ဆန္ဒလူလို့မကုန်နိုင်ဘူးဆိုတာမျိုးဖြစ်တယ်နော်လူလို့မကုန်နိုင်အောင်လူလို့မကုန်နိုင်တာဟာသူ့အတွက်လားလို့ဆိုမဟုတ်ဘူးအများအတွက်ကိုတောင်းလို့ဆိုနော်လူလို့မကုန်ပေးလို့မခံဘယ်လိုလို့လူယူပစ္စည်းဥစ္စာတွေသူ့မှာလူလို့မကုန်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရပါမယ်ဟောနောက်တစ်ခုကလူပြီးလို့ရှိရင်လည်းပဲတချို့ကလူထားတဲ့အပေါ်မှာပြန်ပြီးတော့စိတ်ကွက်သွားတာမျိုးတွေဖြစ်တယ်အဲ့ဒါလို့လူပြီးသားအပေါ်မှာစိတ်ကွက်တာလည်းမဖြစ်ပြရစေနဲ့တရံစိတ်တံပတာရေထူးနေတဲ့အချိန်မှာလည်းစိတ်ထဲမှာကြည်နူးနေပြရစေ။ဒါနကောင်းမှုနဲ့ပတ်သက်တာလို့ရှိရင်ဒီဟာကအရေးကြီးတာ။ဒါကြောင့်မို့လို့ဒီစုတောင်းတယ်တဲ့9ခုမြောက်တောင်းတယ်။ဟောနောက်တောင်းတဲ့စုကဘာလို့ဆိုရင်ဣတောဝိမုဿမာနောဟိတက္ခခာမိဝိသေတတော့အနိဝတ္တိအထမေတံဝရံဝရေရှိခုမြောက်တောင်းလိုက်တဲ့ဆိုတာကဘာလို့ဆိုလို့ရှိရင်ဒီကနေပြီးတော့ထူးထူးခြားခြားနတ်ပြည်မှာဖြစ်တဲ့အစီပေါ့နတ်ပြည်ဖြစ်ပြီးတော့အနိဝတ္တိတတောအတ္တံအဲ့ဒီနတ်ပြည်ကနေပြီးတော့လူပြည်ကိုနောက်ထပ်ပြန်လာတော့ဘူးလို့ဆိုဒါလေးပါဒါနဲ့ဝိတ္တန္တရာမင်းဟာဘာလို့ဖျားဖြစ်ဖို့ပိဋကမင်းသားဘဝပြန်လာရတာတော့ဆိုရှင်းချက်ကတော့ဖျားဖြစ်ဖို့ပဲသို့တော့ဝိတ္တန္တရာမင်းဘဝမှာတရားမင်းထံပြောဆိုပြီးတော့သူ့ရဲ့ဆန္ဒတွေကိုထုတ်ဖော်သွားတဲ့နေရာမှာ
Andi Very nappy, Yamala looks at it. Some that I see. Tell it. With under a me, Naya Sam Dore Kama, told it and nappy, my theta, K2, so Nadawa, yap. Eri Nadawa, Hadilu Ruki, Piana, the latest record. Such our title down at Nadi, the Marina, wine pedo, down my yana, Luki, Tabiro, Piachipo, Lopa, Barbie, Chili, Taratum, we do like that, Piano, Piana, we Japishu, Amia Sana, Nenya, Bidora, Lugo, Piana, to do so, no? There are with under a main Boa, Tishu, down, Honey, Woody, the door at them. Atame down where he threw down. Todo Amaya Sana, Lupi Pianola, Dido, Kaya Ship, Shell Shitty, Tarawari, Joe, that's all. She three people got a head. You know, so I got, no? Era the Jamini, one that ship below. Two down there, Suri. They get up, pay 9 or pay 9 home. The young man go home with Beluya. A chico Joja. The Janet traded. He shoot it with you. Every you read him. A big can Suri, Piano, down below. The Jaminiga, Papi, or solution. Majagi man. Camilo Jiga, Tatia, thank you, Pianco, thank you, Pianco, down at Tema, Eddie Sudaku, the Jaminiga. You are just sitting at Yoba, the Gayaro, the Jara, no video, Yara, Mahoku Nagurega, Camilo Media Jiga, with another man, Boma. The busy they do use Mahokumbo. Then we are down so Mujana. Alo China. How we wrote and Pidu them something on the day. Hello, David, you Yabo. Tana Kamu. Down so shipsha. With under a many Boama. The Zeta data. They are long, Pilu Parmi Chigare. To the level. Yasila de Boata Kuma, Kamu Gudure, Sibu Atopu, Loade, Nidu Kamu with Chip, Kulu Kamu Solima, Kudala, and now is Tuka Wipaka Lakan. A big game of Kamu Chana of Chisi Datawe, Dajawo, Tanawe, Lolo, Tilawe, Saudi, the child Kudure, Lolo. My gun name you a cello. Amia Kamu, Amia, a Joe Mita Lusure, Tadavari, Josiva, Lula, say that Karuna look for it. A chili Macaune Buguri, a chena dea Burida Lusure, Omin Chiware Buguri, one night, Burida dea Chimas or Cabio Koboma Mita Gruna, Burida, Sami look at it, Boma. The Zulu. A pity, Mashu, Mammy Mene, Coloya Melanaku, Didi, Logan, Sawatana, and Ubeka. Any Mita Karuna Murida, so the Ubeka, Satema, Chanyan Kanga and Tabiro, Parami Serrano, so the Chendiari, Murida, Chitania, Machete, Cozy, Roja, Biro, Tana Kamu, Sapu, Parami Diari. She out of Naya, Pasek on the day.